ကျွန်တော်တို့နေထိုင်နေတဲ့ကမ္ဘာကြီးရဲ့နှီးကောင်းကဘလို့ပုံစံမျိုးဖြစ်လာမလဲသိပ္ပံပညာရှင်တွေယာရီဥတုဖောက်ပြန်မှုနျူကလ িয়ার စစ်ပွဲဒါမှမဟုတ်အုတ်ကာခဲဝင်တိုက်ခြင်းလို့ခံမှန်းကြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကရေးသားခဲ့တဲ့ရှေးဟောင်းစာအုပ်ကြီးတအုပ်မှာတော့ဒီတက်ပို့ပြီးတော့မှထူးဆန်းတဲ့နမိတ်ပုံရိပ်တစ်ခုရှိနေပါတယ်ဒါကတော့ကမ္ဘာကြီးကိုတရားစီရင်မဲ့မြင်းစည်းသူရဲ့လေဦး The Four Horsemen of Apocalypse ပဲဖြစ်ပါတယ်သူတို့တွေကရောက်လာပြီတချို့ကသူတို့ကိုဖျားသခင်ရဲ့စီတမန်နေလို့ပြောကြပါတယ်တချို့ကကြတော့လေလူသားတွေရဲ့သမိုင်းတစ်လျှောက်လုံးအမြဲတမ်းကြုံနေရတဲ့စစ်ပွဲအငတ်သေးယောဂနဲ့တည်ခြင်းတရားတွေကိုပုံဆောင်ခိုင်းနိုင်စားတယ်လို့ဆိုလိုပါတယ်ဒီနေ့မှာတော့ဒီဗီဒီယိုလေးကတမန်ကျမ်းစာတွေကမိုးရဲ့အတိတ်ပဲရုပ်ရှင်တွေကနေလွဲမားနေတဲ့ဒဏ္ဍာရီတွေနဲ့ခြားသောဘာသာရေးတွေထဲမှာကဘာပြက်ကိန်းနဲ့ပတ်သက်ပြီးတော့ဘလို့တူညီနာတွေရှိလဲဆိုတဲ့အရာကိုအသေးစိတ်ဖော်ပြသွားမှာပါမိဒီပိတ်နှစ်ချက်တက်ပြီးဒီလိုဝက်ချက်ကိုအတူတူရှာဖွေလိုက်ကြရအောင်သမိုင်းနဲ့နောက်ခံအကြောင်းကိုကျွန်တော်အရင်ပြောပြဖို့လိုပါလိမ့်မယ်ဒီမြင်းစည်းသူရဲ့၄ယောက်အကြောင်းကိုမစခင်မှာဒီယူပါယုံကိုပထမဆုံးမြင်ခဲ့ရတဲ့လူကဘယ်သူလဲဆိုတဲ့အရာကိုသိဖို့လိုပါတယ်ဒီချိန်မှာခရစ်နစ်တက်ကရက်65 AD ဝန်းကျင်လောက်မှာရောမန်အင်ပါယာရဲ့ဖိနှိပ်မှုအောက်ကိုရောက်နေတဲ့အချိန်တနည်းအားဖြင့်ရောမန်အင်ပါယာရဲ့အမြင့်ဆုံးအချိန်ကိုအမှုစ်လို့ခေါ်တဲ့ကျွန်းပေါ်မှာအကျဉ်းချခံနေရတဲ့ရှင်ယောဟန်ဆိုတဲ့လူတစ်ယောက်ရဲ့အကြောင်းကိုဒီနေရာမှာပြောပြဖို့လိုပါလိမ့်မယ်ရှင်ယောဟန်ဆိုတဲ့ပုဂ္ဂိုလ်ကဒီယူပါယုံကိုမြင်မှတ်ခဲ့ပြီးတော့သူမြင်မှတ်ခဲ့တာကကောင်းကင်ဘုံရဲ့မြင်ကွင်းအဲ့ဒီမှာဘုရားသခင်ရဲ့လက်တော်မှာစာလိပ်ကြီးတစ်ခုရှိတယ်အဲ့ဒီစာလိပ်ကိုတစိမ့်9ခုနဲ့ပိတ်ထားတယ်အဲ့ဒီစာလိပ်ကိုဖွင့်လိုက်တဲ့ကဘာကြီးရဲ့နောက်ဆုံးသောကာလရဲ့ဖြစ်ပျက်တွေကစတင်တော့မှာလို့သူကပြောပါတယ်ပထမဆုံးတစိမ့်၄ခုကိုဖွင့်လိုက်တဲ့အချိန်မှာတော့ကျွန်တော်တို့ပြောပြမယ်မြင်းစည်းသူရဲ့၄ဦးကတဦးပြီးတဦးထွက်ပေါ်လာတာဖြစ်ပါတယ်သူတို့တဦးချင်းစီမှာကိုယ်ပိုင်အယောင်ကိုယ်ပိုင်လက်နက်နဲ့ကိုယ်ပိုင်တာဝန်တွေရှိကြပါတယ်နံပါတ်1မြင်းဖြူ The White Horse ပထမဆုံးတစိမ့်ကိုဖွင့်လိုက်တဲ့အခါမြင်းဖြူတစ်စင်းကထွက်လာပါတယ်ကျမ်းစာထဲမှာတော့သူ့အကြောင်းကိုဖော်ပြချက်အရာအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်မြင်းစည်းတော်သူဒီလေးကိုကန်ဤသူ၌တရဖူကိုပေးဤသူသည်အောင်မြင်တော်သူဖြစ်၍ထမှန်၍အောင်မြင်ခြင်းကထွက်သွားဤလို့ပြထားပါတယ်ဒီနေရာမှာအငင်းပွားပွဲရာအကြီးကြီးတစ်ခုရှိပါတယ်ရှေးခေတ်တုန်းကဒီမြင်းဖြူစီးတဲ့သူကိုခရစ်တော်ဒါမှမဟုတ်ဧဝံဂေလိတရားပြန့်ပွားခြင်းလို့ယူဆခဲ့ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့အဖြူရောင်ကတန်ရှင်းခြင်းကိုကိုစားပြုလို့ပါဒါပေမဲ့ခေတ်သစ်ကျမ်းစာပညာရှင်တွေကတော့ဒါကိုလက်မခံကြတော့ပါဘူးဘာကြောင့်လဲဆိုတော့အဓိကတဲလွန်စားကသူကင်ထားတဲ့လေးပါပဲဒီဓာတ်ကြီးပါသူ့မှာလေးပဲပါပြီးတော့များမပါလာပါဘူးပြီးတော့တရဖူဆိုတဲ့အရာကအောင်နိုင်သူတွေကိုပုံဆောင်တဲ့အရာပဲဖြစ်ပါတယ်ဒါကြောင့်အများစုကသူ့ကိုခရစ်တော်သူ Antichrist လို့ကောက်ချက်ချကြတာဖြစ်ပါတယ်ဒါပေမဲ့စစ်မတိုက်ပဲများမပါပဲကဘာကြီးကိုတိမ့်ပိုက်မဲ့သူနိုင်ငံရေးတန်တမန်ရေးနီလန်းနေနဲ့ငြိမ်းချမ်းရေးကိုအတုဖန်တီးပြီးတော့လူတွေကိုလှည့်စားမဲ့အာဏာရှင်တယောက်ရဲ့ပုံရိပ်လို့ဆိုကြပါတယ်သူထွက်လာတာနဲ့ကဘာကြီးကလှည့်ပြားခြင်းကိုခံရတော့တာပါပဲနံပါတ်1မြင်းနီဒုတိယတစ်စိတ်ကိုဖွင့်လိုက်တဲ့အခါမှာတော့အခြေအနေတွေကဆိုးရွားသွားပါပြီမီးလိုနီရဲနေတဲ့မြင်းနီကြီးကထွက်လာတယ်သူ့ကိုပေးထားတဲ့အခွင့်အာဏာတွေကကြောက်စရာကြီးပါမြေကြီးပေါ်ကငြိမ်သက်ခြင်းတွေကိုရုပ်သိမ်းခွင့်ရှိတယ်လို့ဖော်ပြထားတာပါသူ့ရဲ့လက်ထဲမှာဓာကြီးတစ်လက်ပါပါတယ်ဂရိဘာသာမှာဆိုရင်တော့ဒီဓာကိုမက်ထရာလို့မသုံးဘဲနဲ့မာဂလိတ်လို့သုံးထားပါတယ်ဘာလို့လဲဆိုတော့တာမန်ဓာမဟုတ်ဘဲနဲ့လောက်ကျန်တက်ဖြတ်တဲ့ဓာမျိုးဒါမှမဟုတ်စစ်မြေပြင်မှာသုံးတဲ့ဓာကြီးမျိုးတစ်မျိုးကိုဆွလို့တာပါဒါကစစ်ပွဲကိုကိုစားပြုနေတာပါမြင်းဖြူကြီးကလဲပြားပြီးလို့ငြိမ်းချမ်းရေးပြက်ပြားသွားတဲ့အခါမြင်းနီကြီးကဝင်လာတယ်နိုင်ငံချင်းချင်းစစ်ပွဲတွေမကောက်ချင်းချင်းတက်ဖြတ်စေခြင်းနဲ့အတွက်ပြည်တွင်းစစ်တွေအထီးကရုံးတွေနဲ့လူအချင်းချင်းအမုန်းတီးမှုတွေကဒီမြင်းနီကြီးရဲ့လက်ချက်တွေလို့ဆိုလိုနိုင်ပါတယ်နံပါတ်3မြင်းနဲ့စစ်ပြစ်ပြီးရင်ဘာဖြစ်တယ်လဲဆိုတာဟုတ်ပါတယ်အငတ်ဘေးစီစိုက်တက်တာပါတတိယတစ်စိတ်ကိုဖွင့်လိုက်တဲ့အခါမှာတော့မြင်းနယ်ကြီးကထွက်လာပါသူ့လက်ထဲမှာချိန်ခွင်တစ်ခုကလည်းပါလာပါသေးတယ်အဲ့ဒီအချိန်မှာအတန်တန်ထွက်လာပါတယ်ဂျုံတစ်ခွက်ကိုဒေနာရီတစ်ပြားမူရော3ခွက်ကိုဒေနာရီတစ်ပြားတဲ့ဒီနေရာမှာနားလည်ဖို့ဆိုရင်အဲ့ဒီခေတ်ကငွေကြေးတန်ဖိုးကိုကျွန်တော်တို့သိထားရပါမယ်ဒေနာရီတစ်ပြားဆိုတာကအလုတ်သမားရဲ့တရက်စာလောက်အားကပါပုံမှန်ဆိုရင်ဒီငွေနဲ့မိသားစုတစ်စုလုံးကိုကျွေးမွေးလို့ရပါတယ်ဒါပေမဲ့အဲ့ဒီမြင်းနဲ့ကျခေတ်မှာတော့တနေကုန်လုံးမှာလူတစ်ယောက်စာကဂျုံတစ်ခွက်ပဲဝယ်လို့ရတော့မယ်ဆိုတဲ့အရာကိုပြောပြနေတာပါဒါကအစမတန်ကုန်စည်နှုန်းကြီးမြင့်ခြင်းနဲ့အငတ်ဘေးကိုဖော်ပြထားတာပါထူးဆန်းတာကစီနဲ့စပြည့်ရည်ကိုမထိခိုက်စေနဲ့လို့ပြောပြထားပါတယ်စီနဲ့စပြည့်ရည်ဆိုတာကအဲ့ဒီခေတ်ကတထေးစာပါဆိုလိုတာကစင်းရဲသားတွေကငတ်ပြက်ပြီးတည်နေတဲ့အချိန်မှာအသေးကြီးအာဏာရှိတဲ့သူတွေကတော့စီးစိမ်ခံစားလို့ကောင်းနေတုံပဲဆိုတဲ့အရာကိုစီးပွားရေးမမျှတမှုကိုမြင်မြောင်းထိုးပြနေတာဖြစ်ပါတယ်နံပါတ်4မိခိုးရောင်မြေနောက်ဆုံးတော့စတုဒ္ဓမြင်းစည်းသူရဲ့အမြင်အယောင်ကိုကျမ်းစာထဲမှာကတော့လဲလို့ဖော်ပြထားပါတယ်ဘာသာပြင်တဲ့အခါမှာဂရိလိုကတော့ chloros ဖြစ်ပါတယ်ဒါပေမဲ့စိမ့်ပြော့အယောင်ပြောရရင်သွေးမရှိတော့တဲ့လူသေးကောင်းလို့အယောင်မျိုးကိုပြောပြနေတာပါဒီမြင်းစည်းသူရဲ့၄ဦးထဲမှာတဦးဒီတော့နာမည်ပါတဲ့သူကသူပဲဖြစ်ပါတယ်သူရဲ့နာမည်ကတော့သေမင်းပိုပြီးကြောက်စရာကောင်းတာကတော့သူတယောက်တည်းလာတာမဟုတ်ပါဘူးသူရဲ့အနောက်မှာမရဏနိုင်ငံ Hades
ဒါမှမဟုတ် hell ကထက်ချက်မကွာလိုက်ပါလာတယ်လို့ဆိုထားပါတယ်။တင်မင်းတွေကလူတွေကိုတတ်မယ်။မရလာနိုင်ငံရဲ့ဝိညာဉ်တွေကိုသိမ်းမယ်။သူတို့ဟာကဘာကြီးရဲ့လူဦးရေ၄ပုံတစ်ပုံကိုတပ်ဖြတ်ဖို့အခွင့်အာဏာရထားတယ်လို့ဖော်ပြထားတာပါ။ဒါပြီးအငတ်ပြီးတီးပြီးစတဲ့ကက်ယောဂတွေနဲ့တာရဲတိရစ္ဆာန်ဘေးတွေနဲ့လူတွေကိုတုတ်တင်ပါလိုက်ပဲ။ဒါကမြင်းစည်းသူရဲတွေရဲ့အထွတ်အထိပ်ပါပဲ။ကျွန်တော်တို့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှဒဏ္ဍာရဲ့အယူဆအလွဲတွေအများကြီးရှိနေပါသေးတယ်။ကျွန်တော်တို့တွေကျန်းစာတွေကမူရင်းအကြောင်းကိုတီးပြီးပြီဆိုတော့ရုပ်ရှင်တွေဂိမ်းတွေထဲမှာမြင်တေးနေရအရာတွေနဲ့နိုင်ရှင်ကြည့်ကြရအောင်။ကျွန်တော်တို့ဘော်ဒါတို့တွေတတိထားမိကြအောင်ပါ။ရုပ်ရှင်တော်တော်များများတဲ့ပါပထမမြင်းဖြူစီးတဲ့သူကိုကက်ယောဂအဖြစ်ပုံဖော်ကြပါတယ်ကျွန်တော်တို့ X-Men ရုပ်ရှင်ထဲမှာပဲဖြစ်ဖြစ်အခြားဝတ္ထုထဲမှာပဲဖြစ်ဖြစ်ပေါ့တကယ်တမ်းတော့မူရင်းကျမ်းစာထဲမှာကက်ယောဂဆိုတဲ့နာမည်နဲ့မြင်းစည်းသူရဲ့ကမရှိပါဘူးမြင်းဖြူကအောင်မြင်ခြင်းကိုသာပုံဆောင်ခြင်းဖြစ်ပါပေမဲ့1900ပြည့်နှစ်အလိုနေမှာတော့လူတွေကကက်ယောဂတွေကိုအရင်ကြောက်လာကြတော့စတုဒ္ဓမြင်းရဲ့တာဝန်ကကက်ယောဂဆိုပြီးတော့မှဆွဲထုတ်ပြီးတော့ပထမမြင်းဖြူကိုလွဲပြောင်းပေးလိုက်တာပါဒါကလူတွေအကြားမှာရေပန်းဆလာတဲ့တဏှာကြီးတစ်ခုပဲဖြစ်ပါတယ်နောက်ပြီးတော့ခေတ်သစ်ဇလန်တွေထဲမှာဆိုရင်သူတို့ကမြင်းမစည်းတော့ပါဘူး Supernatural series ထဲမှာဆိုရင် Master လို့ကားတွေစီးလာတယ် Good Omens ရုပ်ရှင်ထဲမှာဆိုရင်ဆိုင်ကယ်တွေစီးလာကြတယ်ချို့တွေကမြင်းစည်းသူရဲကို The Fit Horseman ဆိုရှိတယ်ဆိုပြီးတော့စိတ်ကူးရင်လာကြပါတယ်ဒါကတော့တဘာပတ်ဝန်းကျင်ရဲ့ညဉ့်ညမ်းမှုကက်ယောဂါဆိုတဲ့အရာတွေကအစားထိုးဝင်လာတယ်ဆိုပြီးတော့ခင်းတဲ့အညီပြောင်းလဲပြီးတော့မှရေးသားဖော်ပြထားတဲ့အရာတွေပဲဖြစ်ပါတယ်စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကိုပြောပြချင်ပါတယ်ဘာကြီးပြတ်မဲ့နမိတ်ပုံတွေလူသားတွေဒုက္ခရောက်မဲ့အဖြစ်အပျက်တွေခရိယန်ကျမ်းစာတစ်ခုထဲမှာရှိနေတာမဟုတ်ပါဘူးတခြားဘာသာတရားတွေမှာလည်းစင်တူယိုမှာအယူအဆတွေလည်းရှိနေပါသေးတယ်ဥပမာအပြင်ဘောဓဆာပေတွေမှာကမ္ဘာလောကကြီးယိုယွင်းပျက်စီးလာတဲ့အခါဖြစ်ပေါ်လာမဲ့အန္တရာယ်ပုံပါရှိတယ်ဆိုပြီးတော့မှဖော်ပြထားတာမျိုးရှိပါတယ်ဒါတွေမကပါဘူးဟိန္ဒူကျမ်းမှာဆိုရင်လည်းလက်ရှိခေတ်ဆိုးကြီးကကုံချိန်ရောက်ပြီးကာကီဆိုတဲ့ဖျားကမြင်းပြူကိုစီးလက်ထဲမှာဓားကင်ပြီးတော့မတရားမှုကိုချိန်မုံဖို့ကြွလာမယ်ဆိုပြီးတော့မှဖော်ပြထားပြန်ပါတယ်ဒါကဗျာဒိတ်ကျမ်းကမြင်းပြူစီးတဲ့သူနဲ့ပုံစံအားဖြင့်အမြင်တော်တော်လေးစတင်တူပါတယ်ကွဲပြားတဲ့ယုံကြည်မှုတွေဖြစ်ပေမဲ့လူသားမျိုးနွယ်တစ်ခုလုံးကိုကြောက်ရွံ့စေတဲ့အရာတွေအတိထားရမယ့်အန်ဒီရတွေကတော့အတူတူပဲဖြစ်နေတာကိုတွေ့ရမှာပါနောက်ဆုံးနဲ့ဏီကုံချုပ်ရမယ့်အပိုင်းမှာဆိုရင်မြစည်းသူရဲ့၄ဦးဆိုတာကရှေးဟောင်းတနာရီတစ်ခုတက်တက်ပဲလားမျက်မှောက်ခင်မှာတိတ်တဆိတ်ဒုံဆိုင်နေကြပြီလားဆိုတဲ့အရာပါဘာအနက်မှာရှိတဲ့စစ်မီးတွေအမျှတတဲ့စီးပွားရေးစနစ်တွေကက်ယောဂါတွေကသူတို့ရဲ့မြင်းခါတန်တွေများဖြစ်နေနိုင်မလားကျန်းစာကတော့ဒီအရာတွေကသွားဖားချင်းဝေဒနာရဲ့အစသာရှိသေးတယ်လို့ဆိုထားပါတယ်ဒါပေမဲ့ဘာသာတရားတိုင်းကပေးတဲ့သတင်းစကားတစ်ခုကတော့ရှင်းပါတယ်လူသားတွေနဲ့လောဘဒေါသမောဟတွေကိုရှော့ချပြီးတော့တရားမျှတမှုနဲ့မေတ္တာတရားကိုပြင်နေတိဆောက်ကြဖို့ပါဒါမှမဟုတ်ရင်တော့သမိုင်းဘိန်းကတပတ်လဲပြီးတော့မှပျက်စီးခြင်းကိုဥတီသွားနိုင်ပါတယ်မိတ်ဆွေတို့ရောဒီမြင်းစည်းသူရဲ့၄ယောက်အကြောင်းကိုဘယ်လိုမြင်ပါသလဲ comment ထဲမှာဝင်ရောက်ဆွေးနွေးသွားပေးကြပါဦးဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တွေကိုဆက်ပြီးတော့မှတင်ဆက်ပေးသွားမှာမလို့ subscribe လုပ်ထားပေးဖို့လည်းမမေ့ကြပါနဲ့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်